ကျွန်တော်ကတော့မစ္စတာကျွန်တော်ဟိုတနေ့ကျွန်တော် short တဲ့ဟိုပြန်ကြည့်လိုက်တာဗျာကျွန်တော်စီမှာတဲ့ဟို bro တွေကလာပြောရတယ်ဗျာ short တဲ့မှာဗျာ PUBG ဆိုပြီး bro တွေကလာပြောသွားပါတယ်ကျွန်တော်အဲ့ဒါကြောင့်ဒီမှာပေါ့နော် PUBG တကယ်ဟို PUBG လားကျွန်တော်ဒီမသိလို့ကျွန်တော် Roblox တဲ့ PUBG ကိုစော့ပြထားပါတယ်အားလုံးပဲစက်ကြည့်ပေးကြပါbro ပြောတယ်လို့ပဲကျွန်တော်ဒီမှာ PUBG ကိုစော့နေပါတယ်ဒါလေးကိုစက်ကြည့်ပေးပါကဲ let's go အဲ့ကောင်ကျွန်တော်တို့ဝင်ကြုံးမယ် RPG နဲ့တန်းကြုံးမယ်ဗျာအိုးကျွန်တော်ပြင်းနေပြေဟာရှော့ဗျာကျစင်ကြီးလို့ bro ရဲ့မင်းကလေးတာပြောရဗျ bro တို့ရဲ့သူတဲ့အတိုင်းမှာကျွန်တော်လည်း bro တို့ပြောတယ်လို့ပဲကျွန်တော် Roblox ပိုင်းကိုနည်းနည်းရောက်နေတော့ဟိုဘက်ကကျွန်တော် PUBG ဘက်ကိုတိတ်မရောက်တော့ကျွန်တော် Roblox တဲ့ PUBG ပဲလုပ်ပြပါတယ်ဒါပေမဲ့ရိုးရိုးကို PUBG တော့ကျွန်တော်တောင်းပြီးမစော့ပြဘူးပေါ့နော်ဒါပေမဲ့ကျွန်တော် bro ပြောတယ်လို့ပဲကျွန်တော် PUBG ကို down ထားပါတယ်ဗျကျွန်တော်ပြီးရင်တော့ PUBG က down လို့မပြီးသေးလို့ပေါ့နော်ကျွန်တော်ဒီမှာဒါလေးခဏလောက်စော့ပြပေးတာပါကဲ let's go ဘိုးဆက်စော်လိုက်အောင်အပေါ်မှာဘာလို့ရှိလဲမသိဘူးဗျတက်ကြည့်အောင်ကျွန်တော်အပေါ်မှာကိုနေကတော့လူတွေတွေ့တယ်ဗျကျွန်တော်အဲ့လူကိုအနောက်ကနေနောက်ကျောကနေသိရမလားစနိုက်ပါနဲ့ဝင်ပြီးအုပ်ဖောင်းဟာရှောမှာအဲ့နောက်မှာတွေ့တယ်နော်မတွေ့ဘူးဟောမောင်ကလူတွေစင်းလာချိန်ပြီးကျွန်တော်ပြစ်ကလူတွေရောဘယ်ပြောက်ဘယ်ရောက်ဘယ်တည်ဟာတို့ကအောက်ကျနေပြီ bro တို့ရဲ့ကဲဟိုနာအဲ့အပေါ်မှာတွေ့တယ်ဟိုအောက်ကုန်ကြောက်တာကြီးကဲတခုတော့အားနေချက်ရှိတယ်သူကအောက်ကုန်ချလိုက်တာတန့်သိကောအဲ့လိုမျိုးပါနော်ဟိုဆက်ကြည့်အောင် okay ဝါကျွန်တော်ကိုကျွန်တော်ထိသွားတယ်ဗျာနိုင်အောင်ဘုံနဲ့သွားပြေတာဒုက္ခဟာ bro တို့ရေ what the hell damn bro ကျွန်တော်ဘလို့ကြီးတော့ကျမကြီးကိုအောက်ခုံကြတော့လဲတည်တယ်တကယ် PUBG က bro တို့လည်းတည်ရအောက်ခုံချတယ်မတည်ကဲပေါ့နော်ဟိုမှာလူရရှာနေဖမလေးလူရအေးလာပြီသူတို့ချိန်တာဘလို့ချိန်ရမယ်လည်းမသိဟုတ်ကွာတေသွားပြန်ကြော့စင်ကြီးကွာကြော့စင်ကဲကွာ let's go ကဲပါတော့ကျွန်တော်တက်ပြီးဟိုကောနဲ့ခုံချ damn bro တက်ကြီးပဲတက်နေတယ်သူကကဲကျွန်တော်ဟိုသုံးကောင်နဲ့ဟိုကဒီအနောက်ကနေဝင်ပြီးကျုံးမယ်ဘုံဆိုပြီးအနောက်ကနေတည်ရမှာ bro ဘုံနဲ့လေးပြချောက်တွေ့တယ်မုံဝေးကျွန်တော်မြင်သွားကျွန်တော်ဟာအောက်မှာလက်ဆောင်နေတော့ကျွန်တော်တွေ့တဲ့စက်ပဲရှိလားဟာဒီဘိုးဗျာရှိုးပြီ damn bro ချစ်စင်အနောက်ကဘာရှိဘာလည်းမသိဘူးဗျာဒါလည်းဟိုပဲသွားဆောင်ကဲခုံကြမယ် bro ကျွန်တော်စကင်နဲ့နေမှာအေးလေကဲ okay ဟာကျွန်တော်ပြေးနေပြေးဘာလဲကျွန်တော်သိမှကျွန်တော်သိတယ်ဘာဖြစ်လို့လဲအဲ့လောက်ကြီးအပြစ်ခံနေရသူတို့ကတယောက်ပြေးလိုက်ပြီဆိုအနောက်ကလူတွေပါဝိုင်းပြေးအဲ့တော့ကျွန်တော်အပေါ်ပြမယ်အပေါ်တက်ပြအေးဟိုမတူ bro တို့ရေချစ်စင်ကြီးဗျာ what the hell ကဲဗျာကျွန်တော်ဗီဒီယိုဆက်လောက်ကြည့်ရှုပေးလို့အားလုံးပဲဘိုင်နောက်ဗီဒီယိုမှာကျွန်တော်ဗီဒီယိုကြည့်ရှုပေးလို့အားလုံးပဲဘိုင်